အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်နဲ့အတူရှိနေပြီလို့တကယ်ကိုဝမ်းသာပါတယ်ကဲထိုင်ကုန်လေးမှာအေးအေးဆေးဆေးအနားယူရင်နားထောင်ကြည့်ပေးပါဦးဒီနေ့ကျွန်တော်ပြောပြချင်တာကဇလန်းလေးတစ်ပုဒ်ပါဒီဇလန်းကခင်ဗျားတို့အခုလက်နဲ့ထီးတွေ့နေရတဲ့အရာတစ်ခုအကြောင်းပေါ့ဟုတ်ပါတယ်ဒါဟာခင်ဗျားတို့ဝတ်ထားတဲ့အဝတ်အစားတွေရဲ့ဇလန်းပါတခါတော့ဖြစ်ဖြစ်တွေးဘူးလားဒူလူသားတွေဘာလို့အဝတ်စားတွေဝတ်ကြတာလဲရိုးရိုးလေးမဲလို့ထင်ရပေမဲ့တကယ်ရောဟုတ်လို့လားအေးတန်ခံနိုင်အောင်ဝတ်တာပေါ့လူတိုင်းဝတ်နေကြမို့လို့ဝတ်တာပေါ့ဒီလိုပဲဖြေကြမှာပဲဒါပေမဲ့ဒီဇလန်းကအဲ့ဒီထဲအများကြီးပိုနှက်ဆိုင်တယ်ဗျဒါဟာလူသားဖြစ်တည်မှုအကြောင်းပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီတဲ့အရင်တုန်းကပေါ့ကဘာကြီးကအခုနဲ့လုံးဝကိုမတူခဲ့ဘူးတို့ဘိုးဘွေးတွေဟာအမိုးအကာမရှိတဲ့အပြင်လောကကြီးမှာပဲနေထိုင်ခဲ့ကြရတယ်။ရှက်အင်ကြီးတွေဘောင်းပြီးတဲ့ဆိုတာဝေလာဝေခန္ဓာကိုယ်ကိုချစ်ချစ်တောက်ပူတဲ့နေအောင်နဲ့တိုးဝင်လာတဲ့လေအေးတန်ကနေကာကွယ်ပေးဟုသူတို့မှာအရေးပြားပန်ရှိခဲ့တာ။ဒါပေမဲ့တနေ့မှာတော့ပြောင်မြောက်တဲ့ idea တစ်ခုရလာတယ်။သူတို့ပတ်မိချင်းကတရိษံတွေကိုကြည်လိုက်မိတာ။ဒီကောင်တွေကျတော့အမွေးအမြင်တွေနဲ့ဘလို့များနှွေးနေပါလဲပေါ့။ရေခဲခီးရဲ့ချမ်းစိမ့်လာတဲ့ညတနာကိုမှန်းစားကြည့်လိုက်ပါလူတစုဟာမီးပုံလေးဘေးမှာတုံတုံချင်းရင်နဲ့ထိုင်နေကြတယ်အဲ့ဒီအချိန်မှာတယောက်ကသမင်ကြီးတကောင်ရဲ့တားရည်ကိုကောက်ယူပြီးသူ့ပခုံးပေါ်လွှမ်းလိုက်တယ်ချက်ချင်းဆိုသလိုပဲလောကကြီးကနည်းနည်းပူနှွေးထွေးသွားတယ်လို့ပဲဗျလေစိမ်းတွေကလည်းအရင်လိုမနာကျင်စေတော့ဘူးဒါဟာတို့လူသားတွေရဲ့အဝတ်အထည်သမိုင်းကြောင်းမှာပထမဆုံးချီမင်းတစပဲဖြစ်လိမ့်မယ်။ဒါပေမဲ့အဝတ်အစားဆိုတာကာကွယ်ဖို့တတ်တတ်ပဲလားမဟုတ်ပါဘူး။အစောဆုံးအချိန်ကြီးကနေအဝတ်အစားတွေမှာမှော်စာနဲ့အဒီပဲတွေရှိခဲ့တယ်။ဥပမာခေါင်းဆောင်ဖြစ်တဲ့သူကထူးခြားတဲ့ငှက်မျိုးတွေကိုဝတ်ဆင်တယ်။ဘာလို့လဲ။သူဟာအရေးပါတဲ့သူဖြစ်ကြောင်းသိစေချင်လို့ပါ။အဝတ်အစားတွေကဇလန်းတစ်ပုဒ်ကိုပြောနေတာပဲ။ငါတို့ကဘယ်သူလဲ။ငါတို့ဘာကိုယုံကြည်တယ်လဲ။ဒါတွေကိုကဘာကြီးကိုကြင်ညာနေတာစဉ်းစားကြည့်ပါဦးစာအုပ်တွေမြို့ပြတွေမပေါ်ခင်နေတဲ့ကဒူးစီမှာ fashion ဆိုတာရှိနေခဲ့ပြီကိုမှန်တဲ့ကြည့်ပြီးငါဟာထူးခြားတဲ့သူတယောက်ပဲလို့ပြောချင်တဲ့စံထားတွေရှိနေခဲ့ပြီခမည်းအရေးဆုံးအင်ဂျီလေးအကြောင်းကိုခဏလောက်စဉ်းစားကြည့်ပါဦးအဲ့ဒါလေးဝက်လိုက်တော့ဘလို့ခံစားရလဲပိုပြီးယုံကြည်မှုရှိလာသလားပိုပြီးလှသွားတယ်လို့ခံစားရသလားဒီခံစားချက်ကအသစ်အဆန်းမဟုတ်ဘူးဗျာဒါဟာမီးပုံဘေးကပထမဆုံးလူသားတွေနဲ့ခမားကိုချိတ်ဆက်ပေးထားတဲ့ရှေးကြတဲ့ခန်းစားချက်ကလေးတစ်ခုပဲတို့တွေခန္ဓာကိုယ်ကိုဖုံးအုပ်ကြတယ်ဒါပေမဲ့တကယ်တော့တို့ရဲ့ဝိညာဉ်ကိုဖော်ပြနေကြတာပါကဲဒီလိုနဲ့ခရီးချင်းကြီးစတင်ခဲ့တာပေါ့အချင်းတွေကုံလာတော့လူတွေကတနေရာထဲမှာအခြေချလာကြတယ်မိကြီးတွေပြီးမှမြို့ပြတွေတီးလာကြတယ်စိုက်ပျိုးမွေးမြို့တွေလူလာကြတယ်ဒါဟာအရာအားလုံးကိုပြောင်းလဲပစ်လိုက်တာပဲအထူးသဖြင့်အဝတ်အစားတွေပေါ့ကဲအချိန်နောက်ပြန်ဆိုကြည့်အောင်ရှေးဟောင်းအီဂျစ်ပြည်တဲ့ပူပြန်တဲ့နေရောင်အောက်ကိုရောက်သွားပြီလို့မြင်ရောက်ကြည့်လိုက်ပါနိုင်မီရဲ့အပြာရောင်ရေပွင့်ကြီးကိုမြင်နေရပြီလားအဲ့ဒီခေတ်ကလူတွေကတကယ်ကိုတော်တာဗျသူတို့ဟာ flex လို့ခေါ်တဲ့အပင်လေးတွေကိုတွေ့ရှိခဲ့ကြတယ်အဲ့ဒီအပင်ကနေလင်းနှန်းလို့ခေါ်တဲ့လှပပြီးပေါ်ပါတဲ့အထည်ဒီကိုရက်လို့ခဲ့ကြတယ်အီဂျစ်မှာတော့အဝတ်အစားတွေကယူရှင်းပေမဲ့တင့်တယ်လာတယ်။အများအပြားအဖြူရောင်ပဲဝတ်ကြတယ်။ဘာလို့လဲဆိုတော့နေရောင်ကိုပြန်ကန်ထွက်စီလို့ပေါ့။အမျိုးသားတွေကခါဝတ်စကတ်လိုမျိုးဝတ်ကြပြီးအမျိုးသမီးတွေကတော့အင်ချီအရှည်တွေကိုဝတ်ဆင်ကြတယ်။ဒါပေမဲ့မိတ်ဆွေတို့ရေအဲ့ဒီခေတ်ကနေလူတွေဟာအလှအပကိုမတ်မောခဲ့ကြတာပါ။ရွှေဆွဲကြိုးကြီးတွေတောက်ပတဲ့ကြောက်မြက်ရတနာတွေနဲ့ဆင်ရင်ခဲ့ကြတာပေါ့အခုရှေးဟောင်းရောမမြို့ရဲ့လမ်းမတွေပေါ်ကိုရောက်သွားပြီလို့တွေးကြည့်ပါဒီမှာတော့အဝတ်စားဆိုတာခမားရဲ့အဆင့်တန်းကိုပြတဲ့ဆိုင်းပူကြီးတစ်ခုလိုပဲတိုးကားလို့ခေါ်တဲ့ဝတ်စုံအကြောင်းကြားဘူးလားတိုးမွေးနဲ့လှုပ်ထားတဲ့အဝတ်စားရှီကြီးကိုခန္ဓာကိုယ်မှာပတ်ထားတာမျိုးပေါ့ဒါပေမဲ့လူတိုင်းဝတ်လို့မရဘူးမြနိုင်ငံသားအဆင့်ရှိတဲ့သူမှသာဝတ်ခွင့်ရှိတာအကေဝီခမားကခေါင်းဆောင်တယောက်ဖြစ်နေမယ်ဆို၏ခမားရဲ့ဝတ်စုံကခရမ်းရောင်ဖြစ်နေပါလိမ့်မယ်အဲ့ဒီခေတ်ကခရမ်းရောင်ဆိုတာကဘာပေါ်မှာဈေးအကြီးဆုံးအယောင်ကို
ဂရီနဲ့ရောမခေတ်မှာအဝတ်အစားတွေကိုအခုခေတ်လိုညှက်ပြီးချုပ်တာမျိုးမဟုတ်ဘူးဗျအဝတ်စားအကြီးတွေကိုပဲခန္ဓာကိုယ်မှာရစ်ပတ်ပြီးပင်အပ်လေးတွေနဲ့တွဲထားလာဒါဟာတကယ်ကိုလွတ်လပ်တဲ့ဝတ်စားစင်မြင်မှုပါပဲလေတိုက်ရင်တလွတ်လွတ်နဲ့ပေါ့စဉ်းစားကြည့်ပါဦးအဲ့ဒီခေတ်ကအဝတ်စားတစ်ခုတည်းနဲ့တင်ခမည်းဟာဘယင်လားအလုတ်သမားလားဆိုတာကိုခွဲခြားလို့ရနေပြီခမည်းကလဝိရတနာဒီဝိရတာဝါသနာပါလားဒါမှမဟုတ်အယောင်ဆိုးဆိုးခါပတ်လီတွေရောရှိခေလူသားတွေလည်းဒါတွေကိုမျက်နှိုးခဲ့ကြတာပါပဲသူတို့စီမှာရှိတဲ့ရွှေတွေခရုတ်ခွင်တွေတဘာဝစိုးစေးတွေကိုသုံးပြီးသူတို့ကိုယ်သူတို့တင့်တယ်အောင်ပြင်ဆင်ခဲ့ကြတယ်ဒီနေ့ခေတ်မှာလည်းတို့တွေထူးခြားတဲ့နေ့ရက်တွေအတွက်အလှပြင်းကြတယ်ဆိုတာတကယ်တော့အဲ့ဒီလိုရှေးကြတဲ့လုံရက်မျိုးကိုပဲဆက်လုပ်နေကြတာပါပဲဒါပေမဲ့ကဘာကြီးကထပ်ပြောင်းသွားပြန်တယ်အင်ပါယာကြီးတွေပြတ်သွင်းသွားပြီးအလေခေတ်ကိုရောက်လာတယ်ဥရောပရဲ့ယာတီဥတုကပိုအေးလာပြီးဘဝတွေကလည်းပိုခက်ခဲလာတယ်ဒါကြောင့်ပဲအဝတ်အစားတွေကပိုလေးလာပြီးပိုရှုသွေးလာတယ်အဲ့ဒီခေတ်မှာတော့တိုးမွေးကအရှင်သခင်ပဲလူအများစုကတိုးမွေးနဲ့လုပ်ထားတဲ့အဝတ်တွေကိုပဲဝတ်ကြရတယ်တိုးမွေးအင်ဂျီအထူကြီးအောင်မှာပိတ်ချောအင်ဂျီကိုထဝတ်ပြီးအလွယ်လိုက်ဝတ်ရှင်ကြရတာရဲတိုက်တွေတစ်သားအိမ်တွေထဲမှာနှွေးနေဖို့ပေါ့ဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ရှိရဲ့မိတ်ဆွေတို့အလေခေတ်မှာခမည်းဘာဝတ်ရမယ်ဆိုတာကိုဥပဒေနဲ့ကန့်ထတ်ထားတာဗျဒါကို sumptuary laws လို့ခေါ်တယ်စဉ်းစားကြည့်အစိုးရကခမည်းဘာအယောင်ဝတ်ရမယ်ဆိုတာကိုလာတတ်မှတ်တာနော်ခမည်းကစင်းရဲတဲ့လေသမားဆိုရင်အညူရောင်တို့မိခိုးရောင်တို့ပဲဝတ်ရမယ်မြေကြီးအယောင်တွေပေါ့ဒါပေမဲ့ခမည်းကချမ်းသာတဲ့နယ်ဘက်ပယ်စားဆိုရင်တော့တောက်ပတဲ့အနီရောင်တို့အပြာရင်တောင်တွေကိုဝတ်ခွင့်ရှိတယ်ဒီအယောင်တွေကဖန်တီးဖို့တကယ်ကိုဇီးကြည့်တာကိုဘယင်နဲ့မိဖုရားတွေကဘသူကချမ်းသာတယ်ဘသူကဆင်းရဲတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းခွဲခြားထားခြင်းခဲ့ကြတာအဲ့ဒီခေတ်ကအဝတ်စားတွေဟာတကယ်ကိုစီကန်းကြည့်ပြီးယူယူအေးအေးတွေဖြစ်ထဲကြတာပေါ့အဲ့ဒီခေတ်ကလူတွေဟာခန္ဓာကိုယ်ကိုလုံခြုံအောင်ဖုံးအုပ်ကြရတာပေါ့အမျိုးသမီးတွေဆိုရင်စပင်ကိုပါဖုံးကွယ်ဖို့မျက်နှာဖုံးပဝါတွေဥထုတ်တွေကိုစီရင်ကြရတယ်ဒါဟာဘာသာရေးနဲ့ယူရထုံတန်းတွေကိုအလွန်အမင်းအလေးထားတဲ့ခေတ်ကာလတစ်ခုပေါ့ဒါပေမဲ့ဗျာပူဝိုင်လွန်းတဲ့နေအောင်အောင်အဖြစ်ထိချင်းစိတ်နဲ့ရွှင်နွယ်တွေကြားမှာဖြစ်ထိလူတွေရဲ့တီထွင်ဖန်တီးလို့စင်ကတော့ပျောက်မထွားဘူးဗျသူတို့တွေကျယ်တီးတွေကိုစတင်အသုံးပြုလာကြတယ်အရင်တုန်းကတော့အဝတ်တွေကိုပင်အပ်တွေကျိုးတွေနဲ့ပဲတွဲခဲ့ကြတာကျယ်တီးတွေပေါ်လာတော့အဝတ်အစားတွေကခန္ဓာကိုယ်နဲ့ပူပြီးအန်ကိုက်ဖြစ်လာတယ်ပူပြီးလဲစတိုင်ကျလာတာပေါ့အဲ့ဒီမှာတင် Achukti Taylor ဆိုတာလူတော်ဖွဲ့စည်းမှာတကယ်ကိုအရေးပါတယ်သူဖြစ်လာတော့တာပဲခမည်းရဲ့ခန္ဓာကိုယ်နဲ့တတက်တဲကြအောင်ဖန်တီးပေးနိုင်တဲ့ပညာရှင်တွေပေါ့ခမည်းရောတခါတလေအဝတ်စားတစ်ခုခုကိုမြင်ရင်ဒါကငါနဲ့ဆိုအလွန်အကျွမ်းဖြစ်နေမလားလို့တွေးဘူးလားဒါမှမဟုတ်ဈေးကြီးတဲ့ဖနက်တွေစီးပြီးကြွားနေတယ်လို့တခြားသူကိုမြင်ဘူးလားဒီလိုအတွေးမျိုးတွေဟာအဝေးကြီးကတည်းကစခဲ့တာပါအလဲခေတ်မှာအဝတ်အစားဆိုတာလူတလန်းစားတွေကိုပိုင်းခြားထားတဲ့တတိုင်းကြီးတစ်ခုပဲလူတွေကိုသူတို့နေရာနဲ့သူတို့ရှိနေအောင်ကန့်တတ်ထားတဲ့နီးလန်းပေါ့ဒါပေမဲ့အဲ့ဒီထူထဲလာတဲ့သိုးမွေးထဲတွေနဲ့တင်းကျပ်တဲ့ဥပဒေတွေအောက်မှာတော့လူတွေရဲ့နှလုံးသားကတော့လှကျင်ပကျင်နေတုံးပဲအင်ဂျီကောလာလေးတွေမှာပန်းကလေးတွေထူးကြတယ်အယောင်ဆုံးဖဲကျိုးလေးတွေတက်ကြတယ်စီကန်ဒီဘလောက်များများ fashion ဆိုတာကတော့အသက်ရှူပေါက်ရှာတတ်စမြဲပါပဲကဲအခုတော့အယောင်အဆွဲနဲ့အလင်းအပွင့်တွေပြည့်နှက်နေတဲ့ကဘာအသစ်တစ်ခုတည်းကိုခြေလန်းလိုက်အောင်ရင်းနေစမ်းခစ်ကိုပေါ့ဒါဟာအနုပညာအသိပန်တဲ့အလှအပတွေဝေဝေဆာဆာပွင့်လန်းခဲ့တဲ့အချိန်မှာခမည်းထိတွေ့ဘူးသမျှထဲမှာအနူးညံ့ဆုံးအထေလေးတစ်ခုအကြောင်းစဉ်းစားကြည့်လိုက်ပါဦးနူးညံ့တဲ့ပိုသောလားဒါမှမဟုတ်ပြောင်းလဲနေတဲ့ဂတိပါလားရင်းနေစမ်းခစ်မှာကုန်းထွေးမှုတွေကြောင့်ဒီလိုအန်အောဖို့ကောင်းတဲ့ကုန်ကျန်းတွေယူရော့ကိုရောက်လာခဲ့တယ်အဝတ်စားတွေကပူပြီးကြီးကျွေခံထားလာတယ်လို့အသေးစိတ်လက်ရာတွေလည်းပူများလာတယ်အမျိုးသားတွေကလက်မောင်းဖောင်းဖောင်းတဲ့ double let လုခိုးတဲ့အင်ဂျီတိုးတွေကိုဝတ်ကြတယ်အမျိုးသမီးတွေကတော့ကားကားဆွင့်ဆွင့်ကားဝန်ကြီးတွေကိုဝတ်ကြတာပေါ့တချို့ကားဝန်ကြီးဆိုတာခါကနေဘေးကိုအရင်ကားထွက်နေလို့တကားပေါက်ကနေဖြတ်ဖို့တောင်မလွယ်ဘူးဗျမင်းရောက်ကြည့်ပါအောင်အခန်းထဲဝင်ဖို့အတွက်ဘေးဆောင်တွေဝင်ရလောက်အောင်ကိုကြီးမားတဲ့ကားဝန်ကြီးတွေပေါ့ခမားတို့ကျွန်တော်တို့သိထားတဲ့ fashion ဆိုတာ
တကယ်တော့အဲ့ဒီအချိန်မှာတကယ်ကိုစတင်ခဲ့တာပါအရင်တုန်းကတော့အဝတ်စားဆင်ရင်မှုပုံစံကနှစ်ပေါင်းရာကြီးချီတည်မြဲခဲ့တာဒါပေမဲ့ယင်းနေစမ်းခေတ်မှာတော့ fashion တွေကမြင်မြဲဆန်ဆန်ပြောင်းလဲလာတယ်လူတွေကအသည့်ဆန်းတွေကိုပဲလူချင်လာကြတယ်အဲ့ဒီအချိန်မှာဘယင်းတဲ့မိဖရင်တွေဟာပထမဆုံးတော့ fashion icon influencer တွေဖြစ်လာကြတာပေါ့ပြင်ထစ်ဘယင်းကဥထုပ်တစ်လုံးဝတ်လိုက်ပြီးဆိုရင်နန်းတော်ထဲမှာလူတိုင်းအဲ့ဒီလိုဥထုပ်မျိုးလိုချင်ကြတော့တာလေအင်္ဂလာမိဖရင်ကဇာနာကော်လာမြင့်ဒီတစ်လုံးဝတ်လိုက်ရင်လေအမျိုးသမီးတိုင်းအဲ့ဒါကိုလိုက်ဝတ်ကြတာပေါ့ကဘာလက်ခီးထွာလာမှုတွေကလည်းသူ့ရဲ့အဝတ်အစားကိုပြောင်းလဲစေခဲ့တယ်တင်မောစီတွေကအယောင်တိတွေတခြားယဉ်ကျေးမှုက idea တွေကိုတည်ဆောင်လာကြတယ်ဒီလိုနဲ့မတူညီတဲ့ style တွေရောရလာတာပေါ့အဝတ်အစားဆိုတာနှွေးထွေးကိုတသက်မဟုတ်တော့ပဲအာနာဘဟုတုတနဲ့အမှုပညာအမြင်တွေကိုဖော်ပြတဲ့အရာဖြစ်လာတယ်ဒါပေမဲ့အခက်ခဲလေးတစ်ခုတော့ရှိတယ်ဗျဒီလိုလှပတဲ့ဝတ်စုံတွေကိုဖန်တီးဖို့ကအချိန်တွေအများကြီးပေးရတာအရာအရင်းလုံးကိုလက်နဲ့ပဲချုပ်ရတာကိုဂါဝန်တစ်ထဲချုပ်ဖို့ဆိုရင်လာတွေချီပြီးအလုပ်လုပ်ရတာမျိုးပေါ့ ဒါကြောင့် fashion ဆိုတာကိုအလွန်ချမ်းသာတဲ့သူတွေပဲခံစားနိုင်ကြသေးတာတာမန်လူတွေကတော့ရိုးရိုးရှင်းရှင်းအင်ဂျီတွေကိုပဲဝတ်နေရတော့မယ်ဘယင်သားမဟုတ်မိဖုရားတွေကပန်းကြီးကားတွေကိုကြည့်ဘူးလားအဲ့ဒီမှာပါတဲ့ဇာနာလေးတွေကိုကြည့်လိုက်ပါဦးရွှေကြီးမြင့်လေးတွေကိုကြည့်လိုက်ပါအသေးစိတ်လဲလဲတိုင်းဟာလူတစ်ယောက်ရဲ့လက်နဲ့တစ်ချက်ချင်းဖန်တီးထားတာဗျာဒါဟာတို့လူသားတွေအလှပကိုဘလောက်တန်ဖိုးထားသလဲဆိုတာပြနေတာပဲအင်ဂျီတရဲတဲ့နဲ့လောက်ပေါင်းများစွာအချိန်ပေးဖို့ဝင်မလေးခဲ့ကြဘူးဘာလို့လဲဘာလို့ဆိုတော့အဝိရစားဝေဟာအင်မက်တွေကိုဖော်ပြတဲ့နီလန်တစ်ခုဖြစ်လာလို့ပါပဲအခုတော့အဝိရစားဝေရဲ့ဇလန်ကတကယ်ကိုကြီးမားတဲ့အလှည့်ပြောင်းစီကိုရောက်လာပြီဗျာနှစ်ပေါင်းထောင်နဲ့ချီပြီးအင်ဂျီတရဲဘောင်းကြီးတရဲဖြစ်ဖို့လက်နဲ့ပဲလွတ်ခဲ့ကြတာဒါပေမဲ့ထောင်ရှိကနဲ့ထောင်တထောင်ပြီးနှစ်တွေကိုရောက်တဲ့အခါစက်မှုဒေါ်လာကြီး Industrial Revolution ကြီးပေါ်လာတော့တာပဲရုတ်တရက်ဆိုသလိုပဲစက်ပစ္စည်းတွေရောက်လာတယ်ကြီးမားပြီးစူညံလာတဲ့အင်အားကြီးစက်တွေပေါ့ဒီစက်တွေကလူတစ်ယောက်ထက်အစပေါင်းများစွာမြန်မြန်ချီးနှင်းနိုင်တယ်ရက်လို့နိုင်တယ်လူတိုင်းကမိခင်တွေလက်နဲ့ချုပ်ပေးတဲ့အင်ဂျီတွေကိုပဲဝေ့ရတဲ့ရွာလေးတစ်ရွာကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီရွာနားမှာစက်ရုံတစ်ရုံပေါ်လာတယ်ရုတ်တရက်ဆိုသလိုပဲဒီတကန်ဆိုင်လေးတွေထဲမှာအင်ဂျီယာနဲ့ချီရောက်လာတော့တာပဲတင်မမကဘူးဈေးကလည်းတကယ်ကိုချိုးတာဗျာဒါဟာလူအများစုအထွတ်တော့အန်နိုးစရာကောင်းတဲ့အပြောင်းလဲပေါ့အဲ့ဒီထဲမှာမှအချုဆက်ပေါ်လာတာဟာဒီဇလန်ရဲ့တကြီးမားဆုံးအချိုအကွဲပဲခမရတို့အိမ်ကအချုဆက်လေးအကြောင်းစဉ်းစားကြည့်ပါဒီဆက်မပေါ်ခင်တုန်းကတော့အချက်တိုင်းဟာလူတစ်ယောက်ကထိုင်ကုန်မှာထိုင်ပြီးအနက်ချီနဲ့တစ်ချက်ချင်းထိုးခဲ့ရတာပါအချုဆက်ပေါ်လာတော့မှအဝတ်အစားတွေကိုအများအများထုတ်လုပ်နိုင်လာတယ်ဒါကို mass production လို့ခေါ်တာပေါ့စက်ရုံတွေကြောင့်ပဲအဝတ်အစားတွေမှာဇန်သက်မှတ်ချက်တွေရှိလာတယ် small medium large ဆိုတဲ့ size တွေစပေါ်လာတာပေါ့ဒီ set တွေမပေါ်ခင်တုန်းကတော့အဝတ်အစားဆိုတာလူတစ်ယောက်ချင်းစီရဲ့ကိုယ်တိုင်းနဲ့ပဲတီးတန့်ချုပ်ခဲ့ကြရတာပါဗျာအခုဆိုရင်လန်ဒန်မှာရှိတဲ့လူတစ်ယောက်နဲ့နယူးယောက်မှာရှိတဲ့လူတစ်ယောက်ဟာတစ်ထက်တည်းတူတဲ့ shirt အင်ဂျီမျိုးကိုဝတ်လို့ရနေပြီဗျဒီအပြောင်းလဲကလူအတောင်များများရဲ့ဘဝကိုပိုကောင်းစေခဲ့တာအမှန်ပဲတမိုင်းမှာပထမဆုံးအကြိမ်ဖြစ်တာမန်အလုတ်သမားတွေဟာအဝတ်စားနှစ်စုံထက်မကပိုင်ဆိုင်နိုင်လာကြတယ်အလုတ်သွားဖို့အင်ဂျီတစ်မျိုးတနင်္ဂနွေနေ့ဖျားเจ้าသွားရင်ဝတ်ဖို့အကောင်းဆုံးအင်ဂျီတစ်မျိုးပေါ့သူတို့လည်း fashion တို့ကိုလိုက်နိုင်လာကြပြီလေဒါပေမဲ့မိတ်ဆွေတို့ရေဒီတိုးတက်မှုတွေရဲ့နောက်ွယ်မှာအမောင်ဘတ်ချမ်းတစ်ခုလည်းရှိနေတယ်ဗျအဲ့ဒီခေတ်ကစက်ယုံတွေဟာညစ်ပတ်ပြီးအန်ဒီရဲ့အရင်များတယ်ကလေးသူငယ်တွေအပါအဝင်လူအများပြားဟာဒီအဝတ်အစားတွေဖြစ်လာဖို့နီးပါလာတဲ့လုခလာစာနဲ့တနေ့ကိုနိုင်ပေါင်းများစွာပင်ပန်းလုခဲ့ကြရတာဒါဟာတိုးတွေမေ့ထားလို့မရတဲ့သမိုင်းရဲ့အစိပ်ပိုင်းတစ်ခုပါစက်မှုဒေါ်လာရေကလူတိုင်းစီအဝတ်အစားတွေရောက်အောင်ပို့ခဲ့တယ်လူတွေကြားမှာဝတ်စားဆင်ញင်မှုအစိမ့်တန်းကိုပိုပြီးညီမျှသွားစေခဲ့တယ်ဒါပေမဲ့အဝတ်အစားအပေါ်ထားတဲ့ဒုရဲ့စိတ်နေစိတ်သားမျိုးကိုလည်းပြောင်းလဲပြစ်လိုက်တယ်ဗျအရင်တုန်းကလိုလအနေချီချုပ်လို့ရတဲ့တန်ဖိုးကြီးအရာတစ်ခုလို့မမြင်တော့ပဲစိုင်သွားပြီးအလွဲတစ်ခုဝယ်လို့ရတဲ့ပစ္စည်းတစ်ခုလို့ပဲမြင်လာကြတော့တယ်ခမရရောဈေးထက်တဲ့အခါရွေးချယ်စရာတွေအများကြီးရှိနေလို့စိတ်လှုပ်ရှားဘူးလားအဲ့ဒီလိုခံစားချက်မျိုးခံစားရတာဟာစက်ယုံတွေနဲ့စက်ပစ္စည်းတွေကြောင့်ပေါ့တိုးတွေဟာစက်မှုတော်လန်ရေးရဲ့သားသမီးတွေပါပဲကဲအခုတော့1900ပြည့်နှစ်တွေကိုရောက်လာပြီ
ဒီယာစုနှစ်ဟာတော့ fashion လောကအတွက်အရှင်ပြင်းတဲ့အမြင်ရထားဤသဇင်းလိုပါပဲဆယ်သူနှစ်တခုကုံတိုင်းမှာကဘာကြီးရဲ့ရုပ်တွင်ကဖြောင်းသွားတာယာစုနှစ်အစားပိုင်းမှာတော့အမျိုးသမီးတွေဟာကာဗွန်ရှေ့ကြီးတွေနဲ့ကော်ဇက်လို့ခေါ်တဲ့အတွင်းခံအင်ကြီးတင်းကြပ်တွေကိုဝတ်နေကြတော့ပဲအဲ့ဒါကြီးကခါလေးကိုသေးတော့အောင်လုပ်ပေးမယ်အသက်ရှူရတာတကယ်ကိုခတ်တာဗျဒါပေမဲ့ပထမကဘာစစ်ကြီးဖြစ်လာတဲ့အခါမှာတော့အမျိုးသမီးတွေကအလိုခွင်နဲ့ဝင်လာကြတယ်အဲ့ဒီတော့သူတို့အတွက်လှူရှားရလွဲကူးတဲ့အဝတ်စားတွေလိုလာပေါ့1920ပြည့်နှစ်တွေမှာတော့ flappers ဆိုတဲ့ခေတ်သစ်မင်းကြီးတွေပေါ်လာတယ်သူတို့ကစပင်းတွေကိုတူတူညွတ်တယ်ကာဝန်တွေကိုလည်းတူတူဝက်လာကြတယ်သူတို့ကကချင်းတယ်လွတ်လက်ချင်းကြတယ်အဲ့ဒီတုန်းကလူကြီးတွေဘလောက်တောင်ထိတ်လန့်သွားမလဲဆိုတာမြင်ယုံကြည့်လိုက်ပါဦးဒါဟာအထယ်လိတ်လောကရဲ့တော်လန်ကြီးပဲဗျအဲ့ဒီနောက်ဒုတိယကမ္ဘာစစ်ကြီးရောက်လာပြန်တယ်အထယ်တွေရှားပါသွားတာပေါ့လူတွေဟာအသက်ဝဲမဲ့အစားရှိတာနဲ့ဖြစ်အောင်လုပ်ခဲ့ကြရတယ်အဟောင်းတွေကိုပြန်ဝတ်ခဲ့ကြရတာပေါ့ဒါပေမဲ့စစ်ကြီးအပြီး1950ဝန်းကျင်မှာတော့လူတွေဟာအလှအပနဲ့ဇေလုံပစ္စည်းတွေကိုပြန်မဲ့မောလာကြတယ်အဲ့ဒီအချိန်ကတော့ new look လို့ခေါ်တဲ့ကားဆွန့်ကားဝန်တွေအမျိုးသမီးဆန်လာတဲ့ style တွေခေတ်စားတဲ့အချိန်ပေါ့ဒါပေမဲ့မိတ်ဆွေတို့ကြီးအကြီးမားဆုံးပြောင်းလဲက1960ပြည့်နှစ်တွေမှာစတာဗျလူငယ်ယဉ်ကျေးမှု youth culture စတင်မွေးဖွားလာတဲ့အချိန်ပေါ့အရင်တုန်းကဆိုရင်လူငယ်တွေကသူတို့မိဘတွေလိုပဲဝတ်ကြရတာဒါပေမဲ့60ခုနှစ်တွေမှာတော့လူငယ်တွေကကိုယ်ပိုင် style ကိုရှာလာကြတယ်စကတ်တိုလေးတွေနဲ့အယောင်ဆိုးတွေနဲ့စမ်းပြတဲ့ပုံစံတွေကိုဝတ်ပြီးကဘာကြီးကိုပြောင်းလဲပြချင်ခဲ့ကြတယ်ပြီးတော့ဂျင်းပေါင်းကြီးအကြောင်းကိုလည်းမေ့ထားလို့မရနိုင်ဘူးနော်မူလာတုန်းကတော့ဂျင်းပေါင်းကြီးဆိုတာတတုတွေအလုတ်သမားတွေနဲ့နွားချောင်းသားတွေအတွက်လှုပ်ထားတဲ့အကျန်းထန်အလုတ်သမားပေါင်းကြီးတွေပါဒါပေမဲ့90နဲ့60ခုနှစ်တွေမှာတော့ဂျင်းပေါင်းကြီးဟာစတိုင်ကြချင်းနဲ့အစင်လာတော်လန်ချင်းရဲ့ပြရုပ်တစ်ခုဖြစ်လာတယ်ဒီနေ့ခေတ်တွေမှာဆိုရင်ကမာဘော်ကလူတိုင်းနှိပါဂျင်းပေါင်းကြီးအထည်စီတော့ရှိကြမှာပဲစဉ်းစားကြည့်ပါဦးရိုးရှင်းတဲ့အပြာရောင်ဘောမီတစ်ထည်ကတကဘာလုံးကိုချိတ်ဆက်ပေးထားတာ20ရာစုမှာ fashion ဆိုတာစန္ဒပြဖို့နီလန်းတစ်ခုဖြစ်လာတယ်ကိုကြိုက်တဲ့ဂီတကိုဖော်ပြတဲ့နီလန်းဖြစ်လာတယ်ခင်ဗျားတို့ငယ်တုန်းကအရန်ခစ်စားခဲ့တဲ့ style တစ်ခုခုကိုမှတ်မိသေးလားအဲ့ဒီ style ကခင်ဗျားဘဝရဲ့အဲ့ဒီအချိန်ကာလအကြောင်းကိုဇလန်းအနေနဲ့ပြောပြနေမှာပါ20ရာစုကဒူးတွေကိုတင်ကြားခဲ့တာကတော့အဝတ်အစားဆိုတာလက်ရှိအချိန်အကြောင်းပဲဖြစ်တယ်ဆိုတာပါပဲဒူးတွေဟာကဘာကြီးကိုဘယ်လိုစကားပြောမလဲဆိုတဲ့အတန်ပေါ့အခုဆိုရင်ဒူးတွေဟာအရာအလုံးချိတ်ဆက်နေတဲ့ကဘာကြီးမှာနေထိုင်နေကြပြီဒါကိုကဘာလုံးဆိုင်ရာစီးပွားရေးလို့ခေါ်တာပေါ့ fashion ကတော့ဒီအချက်ကိုအပြာသားဆုံးပြတာနေတာပဲခမ ्या အခုဝတ်ထားတဲ့အင်ကြီးကိုခဏလောက်ကြည့်ကြည့်ပါဦးဘယ်မှာလုတ်တာပါလဲဝါကုန်းကိုအိန္ဒိယမှာစိုက်တာထင်နိုင်တယ်အထည်ကတော့တရုတ်မှာရက်တာထင်နိုင်တယ်ဒီဇိုင်းကိုအီတလီမှာဆွဲပြီးဗီယက်နမ်မှာချုပ်တာလည်းဖြစ်နိုင်တာပဲအဆုံးမှာတော့ခမ ्या ကဓာကိုစိုင်းတစ်ခုမှဝယ်လိုက်တယ်ဒူးဒီအဝတ်အစားတွေကကဘာပတ်ပြီးခီးပိုးထွက်နေကြတာဗျဒူးဒီဟာတကဘာလုံးရဲ့လုံအားတွေကိုဝတ်ဆင်ထားကြတာပါအရင်တုန်းကတော့နိုင်ငံအလိုက်ဝတ်စားပုံတွေကကွဲပြားနေကြတာဥထုတ်တာမှမဟုတ်ဝီယုံကိုကြည့်တာနဲ့တင်သူဘယ်ကလာလဲဆိုတာတန်းတည်နိုင်တယ်အခုတော့လူတိုင်းကစင်တူယိုမာတွေဖြစ်ကုန်ပြီလူတိုင်းကတီရှပ်တွေစနီကာတွေဂျင်းပေါင်းတွေပဲဝတ်နေကြပြီလေဒါကို ready to wear fashion လို့ခေါ်တာပေါ့ဒါကဒူးဒီကိုလူသားမျိုးစုကြီးတစ်ခုတည်းကအစိတ်အပိုင်းတွေလို့ခန်းစားရစေတယ်ဒါပြင်ကဘာကြီးချိဆက်မှုကြောင့် idea တွေကိုလည်းမျှဝေလာနိုင်ကြတယ်ဥရောပကဒီဇိုင်နာတွေကအာဖရိကရဲ့လှပတဲ့ပုံစံတွေကိုနမူနာယူကြတယ်အမေရိကကဒီဇိုင်နာတွေကဂျပန်ရဲ့ရိုးရာစတိုင်တွေကိုလေ့လာကြတယ်တူရီဟာမတူညီတဲ့ယဉ်ကျေးမှုချီမြင့်တွေကိုပေါင်းစပ်ပြီးအသစ်အစားတွေကိုဖန်တီးနေတာပါတခြားနိုင်ငံရဲ့ရိုးရာဝတ်စုံတွေကိုခမ ्या ရောဝတ်ကြည့်ဘူးလားတို့တခြားယဉ်ကျေးမှုရဲ့အဝတ်အစားကိုဝတ်တဲ့အခါသူတို့အချောင်းကိုလေ့လာနေတာနဲ့တူတူပါပဲသူတို့ရဲ့လှပမှုကိုလေးစားကြောင်ပြောပြတာပေါ့ဒါပေမဲ့တတိထားရမယ့်အချက်လည်းရှိတာဗျာဒီ style ရဲ့သမိုင်းကြောင်းကိုလည်းတတိရဖို့လိုတယ်ကူးချတာတွေမဟုတ်ပဲအဲ့ဒါတွေကိုဖန်တီးခဲ့တဲ့လူတွေကိုပါတန်ဖိုးထားဖို့လိုတာပေါ့ဒီနေ့ခေတ်မှာတော့ fashion ဆိုတာနည်းနမိတ်မရှိတော့ဘူးဗျမနေ့ပိုင်း internet ပေါ်မှာစတင်လိုက်တဲ့ style တကူဟာညနေပိုင်းရောက်တာနဲ့တကဘာလုံးမှာခက်စားသွားနိုင်တယ်တို့တွေကအငင်ကတည်းပို့ပြီးတော့ကိုချိတ်ဆက်မိနေကြပြီလေစဉ်းစားကြည့်ပါဦးတို့ရဲ့ရှေးဦးဘိုးဘေးတွေကဒါကိုမြင်ရင်ဘယ်လိုထင်မလဲသူတို့ကတမင်သားရည်တစားကိုပဲအားကိုးခဲ့ရတာ
အခုတော့တို့တွေကတိုက်ကြီးတိုင်းကလာတဲ့ကုန်ချိုင်းတွေကိုအသုံးပြုနေကြပြီတို့တွေကတကယ်ကိုပဲတကဘာလုံးကိုဝစ်စင်ထားတာပါပဲဒါပေမဲ့မိတ်ဆွေတို့ရေတို့ရဲ့ဇလန်းကအခုဆိုရင်ခက်ခဲရဲ့အခန်းကဏ္ဍတစ်ခုကိုရောက်လို့နေပြီအဝတ်အစားတွေကဈေးပေါ်ပြီးဝေရလွေကူလာတဲ့အခါပြဿနာအတိတ်ကိုပေါ်လာတယ်အဲ့ဒါကို fast fashion လို့ခေါ်တာပေါ့ fast fashion ဆိုတာကဆိုင်တွေကအပတ်တိုင်းစတိုင်အသစ်တွေတင်ပေးနေတာမျိုးအဝတ်အစားတွေကအရန်ဈေးပေါ်တယ်ဗျာကော်ဖီတစ်ခွက်ဖိုးလောက်နဲ့တင်အင်ဂျီတို့ထဲဝယ်လို့ရတယ်နှစ်ခါလောက်ဝတ်ပြီးရင်တော့လွင့်ပစ်လိုက်ကြတာပဲခမများရောအဝတ်ဟောင်းဒီတောင်းလို့ပုံနေတာမျိုးမြင်ဘူးလားတကယ်ကိုစိတ်မကောင်းစရာမြင်ခွင့်ပါပဲနှစ်စဉ်နှစ်တိုင်းတန်းချိန်တန်းနဲ့ချီတဲ့အဝတ်အထည်တွေဟာအမိုက်ပုံနဲ့ရောက်ကုန်ကြတယ်အဝတ်အစားတွေဖန်တီးဖို့ရေတွေဓာတုပစ္စည်းတွေအများကြီးသုံးရတယ်လို့လွှင့်ပစ်လိုက်ရင်လည်းအဲ့ဒါတွေကအလိုအလောက်ပျောက်ကွယ်မသွားဘူးဗျနောက်ပြီးဒီလိုဈေးပေါ်တဲ့အဝတ်အစားတွေကိုချုပ်လုပ်ပေးနေရတဲ့သူတွေအကြောင်းလဲတို့တွေတွေးကြည့်ဖို့လိုပါတယ်အများအပြားသူတို့ဟာတကယ်ကိုဆိုးရွားတဲ့အခြေအနေတွေအောက်မှာအလုလောက်နေကြတာမိသားစုကိုထောက်ပံ့ဖို့လုံလောက်တဲ့လောက်ခလာစားတော့မရကြဘူးဒါပေမဲ့အရန်ကြီးတော့စိတ်မပူပါနဲ့အောင်မျိုးလင်းချက်တော့ရှိပါသေးတယ်အခုဆိုရင်လှုပ်ရှားမှုတစ်ခုစတင်နေပြီဗျအဲ့ဒါကတော့ sustainable fashion ပေါ့ရေရှည်တည်တံ့သော fashion ပေါ့လူတွေကပြောလာကြပြီငါအများကြီးမဝတ်တော့ဘူးဒါပေမဲ့ဝယ်ရင်တော့အရေးအသွေးကောင်းတာကိုပဲရွေးဝယ်တော့မယ်တဲ့သူတို့တွေဟာတဘာဝကုန်ချမ်းတွေနဲ့လုပ်ထားတဲ့အဝတ်တွေကိုရှားလာကြတယ်အဝတ်ဟောင်းတွေ vintage style တွေကိုပြန်ဝတ်လာကြတယ်ခမရော thrifting လုပ်ဘူးလားအဝတ်ဟောင်းဆိုင်တွေထဲမှာလိုက်ရှာရတာယတနာတိုက်ကိုရှာနေရတယ်လို့ပဲဗျသမိုင်းကြောင်းရှိတဲ့ကိုပိုင်ဟန်ပါတဲ့အဝတ်တွေကိုတွေ့နိုင်တာကိုလူအတော်များများကလည်းအလင်းမလို့တော့ပဲနှင်းနှေးကွေးကွေးနဲ့တန်ဖိုးထားဖို့သင်ယူလာကြပြီကိုအဝတ်အစားကိုပြင်းကတ်လာကြတယ်ကြိမ်တီးတစ်လုံးပြုတ်သွားယုံနဲ့လွှင့်ပစ်မဲ့အစားအသစ်ပြန်တောက်လိုက်ကြတယ်သူတို့ရဲ့အဝတ်အစားတွေကိုလေးလေးစားစားဆက်ဆံလာကြတာပေါ့ဒါကိုတစ်ချက်လောက်စဉ်းစားကြည့်ပါဒါကဈေးပေါ်လာလို့မေးမဲ့အစားဒါကိုဘသူချုပ်ခဲ့တာလဲလို့မေးကြည့်ရင်ကောတို့ဒီမှာဒီဇလန်ကိုပြောင်းလဲပြနိုင်တဲ့စွမ်းရည်ရှိပါတယ်ဗျာခမည်းအင်ကြီးတစ်ထည်ဝယ်တိုင်းမှာခမည်းဟာရွေးချယ်မှုတစ်ခုလုပ်လိုက်တာပဲခမည်းဘဲကဘာကြီးမှာနေခြင်းလဲဆိုတာကိုရွေးချယ်လိုက်တာတို့တွေဟာတန့်ရှင်းတဲ့တရားမျှတတဲ့ကဘာကြီးကိုရွေးချယ်လို့ရပါတယ်ဒီနေ့မှာခမည်းဘာလုပ်နိုင်မလဲအဟောင်းထင်နေတဲ့ဂျင်းပေါင်းလေးတစ်ခုကိုပြန်ပြင်လိုက်တာမျိုးဖြစ်နိုင်တယ်လို့ကိုမဝတ်တော်တဲ့အဝတ်တွေကိုလိုအပ်နေတဲ့သူတွေစီပေးလူလိုက်တာမျိုးလည်းဖြစ်နိုင်တာပဲတေးတဲ့ခြေလမ်းတစ်ခုချင်းဟာတို့ရဲ့ကဘာမြေကြီးကိုအသက်ရှူချောင်စေမှာပါတို့ခရီးအဝေးကြီးကိုလမ်းလျှောက်လာခဲ့ကြပြီနော်တားရည်စားတွေကနေအခုဆိုရင်ဖုံးနဲ့ဝယ်လို့ရတဲ့ခေတ်အထိပေါ့ဒါဆိုတို့ရဲ့ဇလန်မှာနောက်ထပ်ဘာတွေဖြစ်လာအောင်လဲအဝတ်အစားတွေရဲ့အနာဂတ်ကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဗျာခမည်းရဲ့စိတ်ခံစားချက်အတိုင်းအယောင်ပြောင်းသွားမဲ့အင်ဂျီမျိုးလမ်းလျှောက်နေရင်နဲ့ခမည်းရဲ့ဖုံးကိုအားသွင်းပေးမဲ့ဂျက်ကက်မျိုးကိုမြင်ရောက်ကြည့်လိုက်ဒါတွေကသိပ္ပံစိတ်ကူးစဉ်ရုပ်ရှင်တွေထဲမှာရှိတာမဟုတ်ဘူးနော်သိပ္ပံပညာရှင်တွေဟာ smart textile တွေကိုအခုချိန်မှာတီထွင်နေကြပါပြီတို့တွေဟာမိုးတွေနာနတိအရွက်တွေနောက်ဆုံးအသုံးပြုပြီးသား plastic တွေကနေလုပ်ထားတဲ့အဝတ်တွေကိုမြင်ရတော့မှာပါတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေပဲအလှအပကိုဖန်တီးဖို့တို့တွေသင်ယူနေကြပါပြီနောက်ထပ်ခေတ်စားလာမှာကတော့ personalization ကိုယ်ပိုင်အန်ကွိုက်ပါပဲအနာဂတ်မှာတော့စက်တလုံးကခမားရဲ့ခန္ဓာကိုယ်ကို scan ဖတ်လိုက်မယ်ပြီးရင် 3D printer ကနေခမားနဲ့အတိအကျအန်ကွိုက်မဲ့အင်ဂျီတွေကိုထုတ်ပေးလိမ့်မယ်အဲ့ဒီအချိန်ကျရင် small တို့ large တို့ဆိုတာရှိမှမဟုတ်တော့ဘူးခမား size ဆိုတာပဲရှိတော့မှာဒါပေမဲ့နီးပညာတွေဘလောက်ပဲတိုးတက်ပါစေအညစ်တာရကတော့ပြောင်းလဲတော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အဝတ်အစားဆိုတာတို့ရဲ့ခံစားချက်အကြောင်းဖြစ်နေလို့ပါပဲခမားပထမဆုံးအချိန်ဝတ်စုံအပြီးဝတ်ထဲတော့ကဒါမှမဟုတ်လှပတဲ့ဂါဝန်လေးဝတ်ထဲတော့ကခံစားချက်ကိုမှတ်မိလားပင်မနေတဲ့အချိန်ဝတ်လိုက်ရတဲ့နူးညံ့တဲ့အိပ်ရဝန်ဝတ်စုံလေးကိုအဝတ်အစားဆိုတာတို့ရဲ့ဒုတိယမြောက်အရေးပြားလို့ပါပဲတို့တွေကိုကားွယ်ပေးတယ်နောက်ပြီးနှစ်သိမ့်မှုလည်းပေးတယ်ဒါဟာငါပဲလို့ကဘာကြီးကိုပြောပြတဲ့နီလန်းပေါ့မိတ်ဆွေတို့ဒီနေ့ဇလန်ကိုအဆုံးသတ်ရင်းနဲ့ခမားတို့ရဲ့အင်ဂျီလက်စီလီကိုတစ်ချက်လောက်ကြည့်လိုက်ပါဦးအဲ့ဒီအစအနလေးတွေထဲမှာနှစ်ပေါင်းထောင်နဲ့ချီတဲ့သမိုင်းကြောင်းတွေရှိနေတာပါလယ်သမားတွေရက်ကန်းပယ်တွေအချုပ်တယ်တွေနဲ့အိမ်မက်မတ်နေသူတွေအကြောင်းကိုတွေးကြည့်ပေးပါအဝတ်အစားတွေရဲ့ဇလန်ဟာတို့လူသားတွေရဲ့တီးထွင်ဖန်တီးနိုင်တဲ့ဇလန်ပါပဲပိုကောင်းချင်တဲ့ပိုလှချင်တဲ့ပြီးတော့အချင်းချင်းချိတ်ဆက်ချင်တဲ့သူ့ရဲ့စံသားတွေပါပဲအနာဂတ်မှာဘာတွေပဲဖြစ်လာပါစေတို့တွေဟာအဝတ်အစားတွေကိုတုံးပြီးတို့ရဲ့ဇလန်ကိုဆက်ပြောနေကြအောင်ပါတို့ရဲ့ချစ်ချင်းမြတ်တာတွေနဲ့မျှော်လင့်ချက်တွေကိုဖော်ပြနေကြအောင်ပါ
ဒီနေ့ကျွန်တော်နဲ့အတူသမိုင်းကြောင်းနဲ့လမ်းလျှောက်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်တစ်ခါခမည်းအဝတ်အစားဝတ်တဲ့အခါဒီမော်ဆန်နဲ့အငွေ့တွေကလေးကိုခန်းစားမိလိမ့်မယ်လို့မျှော်လင့်ပါတယ်တတိယပါခမည်းဝတ်ထားတာအဝတ်စားတတ်တယ်မဟုတ်ပါဘူးလူသားတို့သမိုင်းရဲ့ပြောင်မြောက်တဲ့လက်ရာတစ်ခုကိုဝတ်ဆင်ထားတာပါနှွေးနှွေးထွေးထွေးနေပါလှလှပပနေပါပြီးတော့အရေးကြီးဆုံးကတော့ကိုကိုပဲဖြစ်နေပါစေဗျာ